ဒီကနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်းငလျင်အနေငယ်လေးလှုပ်ခတ်တယ်ဆိုလို့ဒီမှာဒီလိုမြင်တဲ့အတိုင်းပဲပေါ့နော်အလုပ်လေးတွေနားနေတာကိုတွေ့ခဲ့တယ်ပေါ့နော်မနေ့ကလမ်းသွားရင်းနဲ့ဗီဒီယိုလေးရိုက်နေတဲ့အချိန်မှာအမှတ်တမဲ့တွေ့ခဲ့တာပါငလျင်ကတော့ဒီနှစ်လအတွင်းတော့တတိထားရမယ်လို့လည်းကြားမိတယ်ပေါ့နော်နေ့တိုင်းလဲကိုတတိထားရမယ်ပေါ့နော်ဒီလိုတိုင်းအမြင့်ကြီးတွေကွန်ဒိုမှာနေတဲ့သူတွေလည်းအထူးတတိထားကြပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အချိန်မရွေးတဘာဝဘေးဆိုတာကြိုမသိရဘူးပေါ့နော်အားလုံးကတော့အသက်ရှိအနာမဲ့ဖြစ်ချင်ကြတဲ့သူတွေကြီးပဲကိုရှိတဲ့နေရာလေးမှာတတိထားကြဖို့နေထိုင်ကြဖို့ပေါ့နော်အခုရက်ပိုင်းကမိုးတွေလည်းအုံနေတယ်ဒီနေ့ဆိုမိုးနည်းနည်းလေးတော့ရွာတယ်တခြားနေရာမှာမိုးတွေကြီးနေတယ်နော်ထိုင်းနိုင်ငံတခြားနေရာမှာရေကြီးမိုးကြီးနေတာတော့ရှိပါတယ်ဒါတော့ဘန်ကောက်ရဲ့ရှုခင်းလေးကိုလမ်းသွားရင်းနဲ့ရိုက်ထားလိုက်တာဖြစ်ပါတယ်ရှင်ဒီလိုတိုင်အမြင့်ကွန်ဒိုကြီးမှာနေတဲ့သူတွေဆိုလို့ရှိရင်လည်းအခုချိန်မှာအရန်နေကြောက်လန့်နေကြတယ်ပေါ့နော်မနေဆိုရေချိုးရင်လည်းမြန်ချိုးသွားရင်လည်းမြန်သွားစားရင်လည်းမြန်စားအဲ့လိုမျိုးကြီးလန့်စာကိုဖြစ်နေတယ်ပေါ့နော်ကဲအားလုံးလည်းသဘာဝပြီးမှကင်းကြပါစေရှင်မြန်မာနိုင်ငံလည်းအေးချမ်းပါစေရှင်